အိမ်မှာပုံမှန်ကပိနဲ့ဆောတခါတလေဆိုရင်ကြက်ဥကြောထွေလီကာလီတွေမချက်ဘူးနော်လက်ဖက်သုံးကလေးစံစင်ငရုံစာပြည့်ရှိတယ်ချမ်းမချက်များမွေးထားတယ်လာလဲမဲဆိုရင်ချိန်မရွေးပါအိမ်လေးစားရွာလဲပါဤကလက်ဖက်ရည်ဆိုင်နာကကိုရဆိုင်နဘေးကလမ်းွယ်တယ်အကွေလို့ဝင်ခဲ့ပြင်စမားမြောက်အရက်ဆိုင်နဲ့ကဲရက်နှစ်ထပ်အိမ်ကြီးဒါကြောက်တော့နေတဲ့အိမ်ကိုလေးလာစေခြင်းဒီအိမ်ညောနေပါသည်အိမ်လာရင်ပြောသည်အိမ်ကိုလေးလာစေခြင်းဒီအိမ်ညောနေပါသည်အိမ်လာရင်ပြောသည်ဘုံကျုပ်တို့အိမ်ကတဲ့လာမဟင်းကောင်းချလို့လာစေခြင်းဒီညောနေပါသည်你讲不吧呗，咋么好吧？